ဆွေတကယ်ချင်းက2026မှာ Mirage phone ထဲမှာပေါ့နော်ဒီဇိုင်းကလည်းလာရမယ်ကင်မရာကလည်းကောင်းရမယ်ဘက်ထရီကလည်းအားခရမယ်နောက်တစ်ခါကျအားဝင်တာလည်းမြန်ရမယ် user experience လည်းအရင်မှကောင်းတဲ့ဖုန်းလုံးကိုရှာပေးပါကိုယ်ပိုင်ဆိုပြီးတော့ကျွန်တော်လာပြီးတော့မေးခဲ့ရင်တော့En la playa mojadita sin entrar al mar. Tu boca y la mía a punto de colisionar. Oppo Reno series လို့ပြောလိုက်တာနဲ့လာတယ် premium ဆန်နဲ့အကျန်းခံနဲ့ကင်မရာကောင်းနဲ့အဲ့ဒါတွေကကျွန်တော်စိတ်ထဲမှာတန်းပြီးတော့ပေါ်လာခဲ့ပါတော့2026ခုနှစ်ရဲ့ smartphone ရဲ့ mirroring ဈေးကွက်မှာဆိုလို့ရှိရင်တော့ Oppo Reno 15 5G ရဲ့ Oppo Reno 50F 5G ရဲ့တော့မိတ်ဆက်လာပြီဒီနေ့မှာဆိုလို့ရှိရင်တော့ Oppo Reno 50F 5G ကကျွန်တော်လက်ထဲကိုရောက်နေပါပြီ Oppo Reno 50F 5G ရဲ့ဘယ်ချက်တွေကအားသာလဲဘယ်ချက်တွေကအားနည်းလဲဘယ်ချက်တွေကတော့ premium အရန်ဆန်လဲဆိုတော့ကျွန်တော်တို့အဓိကပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Evan ပါကဲကျွန်တော်ထုံးစံတဲ့ဇိုင်းမိုင်းဆောင်းဇိုင်းမိုင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Oppo Reno 50F 5G ကကျွန်တော်ရဲ့ perspective ကပြောရမယ်ဆိုလို့ရှိရင်အရန်ကိုမှ premium ဆန်နေဆိုတဲ့ခံစားချက်ကျွန်တော်ခံစားရတယ်သူအရောင်နေနဲ့ဆိုလို့ရှိရင်သူက Twilight Blue ရဲ့ Aura Blue ရဲ့ဆိုပြီးနှစ်ရောင်လာပါတော့ကျွန်တော်လက်ထဲကိုရောက်လာတော့ Twilight Blue ဆိုတဲ့အပြောင်လေးပါနော်သူအပြောင်လေးကိုနည်းနည်းရင့်ပြီးတော့အရန်မှ premium ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုခံစားရတယ်ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်လူငယ်တွေကြိုက်မဲ့20 byte ကိုအပြည့်အဝပေးတာကျွန်တော်တို့တွေ့ရပါတော့ဒီနောက်ဘက်မှာဆိုလို့ရှိရင်တော့ camera band နဲ့မှာတော့ camera 3လုံးပါတယ်နောက်တစ်ခါကျတော့ဒီမှာ flashlight တစ်လုံးပါပါတော့ဒီအောက်မှာဆိုလို့ရှိရင်တော့ Reno AI camera ဆိုပြီးတော့ branding ကိုထည့်ပေးထားတာကတော့ကျွန်တော်မျိုးလုံးထဲမှာဆိုလို့ရှိရင်တော်တော်လေးကိုမှ premium ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုအပြည့်အဝခံစားရတယ်သူအရှိဘက်မှာဆိုလို့ရှိရင်တော့ Gorilla Glass Plus ကိုအသုံးပြုပေးထားပြီးတော့သူက aluminum frame နဲ့တိစောက်ပေးထားတယ်နောက်ဘက်မှာဆိုလို့ရှိရင်တော့ AGC Dragon Day DD Star D Plus ကိုပေါင်းစပ်ထားဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းရဲ့ build quality ကတော့ဗျာ Mirage phone တစ်လုံးဆိုတာထက်စားလို့ရှိရင်တော်တော်လေးမှ premium ဆန်တဲ့ flagship phone တစ်လုံးရဲ့ feeling ကိုအပြည့်အဝခံစားရလို့ကျွန်တော်ကတော့ပြောချင်တယ်နောက်ထပ် big quality ဘက်မှာသဘောကျတဲ့အချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီဘေးဘက်မှာပါတဲ့ battery လေးတွေက200လုံးဝ cheap ဖြစ်တယ်ဆိုတဲ့ခံစားချက်မရဘူးအရင်မှ clicky ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်အဲ့ချက်ကိုသဘောကျတယ်နောက်တစ်ခုကကျတော့ဒီဖုန်းက weight အနေနဲ့ဆိုလို့ရှိရင်195 gram လေးပြီးတော့အထူဒီနဲ့ဆိုလို့ရှိရင်တော့ 8.1 mm ပဲထူတယ်ပေါ့နော်တကယ်တမ်းကဒီပမာဏဆိုတာတော်တော်လေးကိုမှ103မဲ့ဆိုလို့ရှိရင်အဆင်ပြေတဲ့ပမာဏလို့ပြောလို့ရတယ်နောက်ထပ်ကြီးတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းက 9000 mAh battery ပါတယ်ဗျာတကယ်တမ်း9000 mAh battery ကမှတော်တော်လေးမှများနေပါတော့9000 mAh battery ပါတဲ့ဖုန်းဒီလိုမျိုး size အကြီး battery ပါတဲ့ဖုန်းကိုဒီလိုပါးပါးလေးနဲ့တိစောက်ပေးထားတာတော့ဒီတစ်ခေါက်မှာတော့ Oppo ရဲ့ build quality ကျွန်တော်တို့တော်တော်လေးမှသဘောကျတယ်လို့ပြောပြရစီနောက်ထပ် build quality ဘက်မှာသဘောကျတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းဒီ IP68 69 water and dirt resistant ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်သူကရေးဆိုတာရေးစိတ်တိုင်းအတွက်လည်းဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်နောက်ထပ်ကောင်းတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းရဲ့ဒီဘေးပေါင်ပေါ့နော်ဒီဘေးပေါင်တွေကဆိုလို့ရှိရင်တော်တော်လေးမှ edge တွေက rounded ဖြစ်တယ်ဆိုတော့လက်ထဲမှာကင်ထားရဲဆိုလို့ရှိရင်ဗျာသူရှတာတို့အဲ့လိုမျိုးချွန်နေတာတို့အဲ့လိုမျိုးတွေမခံစားရဘူးလက်နာတွေပဲလုံးဝမဖြစ်ဘူးနော်ဆိုတော့ဒီဖုန်းကိုမိတ်ဆွေက100အကြာကြီးအသုံးပြုမယ်ဆိုလို့ရှိရင်တော့မှတော်တော်လေးမှကောင်းတဲ့ user experience ရမယ်လို့ကျွန်တော်တော့ပြောချင်ပါတယ်ကဲ display ကြောင့်ဆက်ပြီးတော့ပါနော် display နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းဒီ 6.5 ခုလက်မရှိတဲ့ display ကိုမှသူက AMOLED screen နဲ့လာမယ် 120Hz refresh rate ရမယ်1 billion color ရမယ်ပထမဆုံးသဘောကျတဲ့အချက်ကိုပြောရမယ်ဆိုလို့ရှိရင် daily use သုံးဖို့အတွက်ဒီဖုန်းရဲ့ 120Hz refresh rate ဒီတော်တော်လေးမှ scrolling လောက် flawless ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုအပြည့်အဝရတယ်အဲ့ချက်ကိုတော်တော်လေးမှသဘောကျတယ် color ကြီးကောင်းတယ် contrast တွေတော်တော်လေးမှကောင်းတယ်နောက်တဲ့သဘောကျတဲ့အချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းရဲ့ peak brightness က1400 nit peak brightness ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ7နိုင်နေအောက်တက်တဲ့မှာတော့မှကျွန်တော် outdoor မှာအသုံးပြုမယ်ဆိုလို့ရှိရင်တော့မှကိုမျက်နှာကြီးကိုပြန်မြင်ရတာမျိုးတွေမဖြစ်ဘူးတော်တော်လေးမှ quality ကကောင်းတယ် outdoor brightness လုံလောက်တဲ့ဖုန်းလုံးလို့ကျွန်တော်ကတော့ပြောချင်တယ်ဆိုတော့မိတ်ဆွေတကယ်ချင်းတင်တဲ့ Oppo Reno 50 5G ရဲ့ display ကတော့ game ဆော့ဆော့ကျွန်တော်နေ့စဉ်သုံးတဲ့ social media ပဲတုံတော်တော်လေးမှအဆင်ပြေတယ် media consumption express ကိုကောင်းမွန်အောင်ပေးတတ်တဲ့ဖုန်းလုံးလို့ပြောပြရစီနောက်တစ်ခုကျတော့ဒီဖုန်းဒီ AMOLED screen ကိုအသုံးပြုပေးထားတာဖြစ်တဲ့ကြောင့် under display fingerprint scanner ကိုသုံးပေးတာပါเนาะသူ့ရဲ့ under display fingerprint scanner ကလည်းတော်တော်လေးမှမြန်တယ်လို့ပြောလို့ရတယ်ထိလိုက်တာနဲ့ပွင့်ထိပွင့်သုံးနာ speaker ကလည်းသူက stereo speaker ကိုသုံးပေးတာပဲเนาะနောက်တဲ့သဘောကျစရာကောင်းတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ maximum volume ကကြတော့သူ300% တင်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကဗျာဒီဖုန်းကိုအော်တော့မှအသုံးပြုမယ်ဆိုရင်တော့မှ300% တင်လိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးမှကျယ်ပြီးတော့တော်တော်လေးမှ surrounded ဖြစ်တဲ့အတန်ကိုရမယ်ဒီဖုန်းကငကိုရဲ့ display ကလည်းကောင်းပြီးသားအတန် quality ကလည်းကောင်းတာဖြစ်တဲ့အတွက်ကြောင့် media consumption express ကိုခံစားချင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဖုန်းကတော်တော်လေးမှမိုက်တယ်လို့ပြောပြရစီ
ဒီနေ့မှာထွက်လာတဲ့ Oppo ရဲ့ Reno 15 5G ရဲ့ Reno 15ရဲ့ 5G ရဲ့ Android 16မှာ ColorOS 16နဲ့သူကဘေးတင်ပွဲထွက်လာပါတော့ဒီနေ့မှာပါဝင်လာတဲ့ ColorOS 16ကတော့ကျွန်တော်တော်တော်လေးမှသဘောကျလို့တက်ဗီဒီယိုလေးတစ်ပုဒ်တော့မှကျွန်တော်လုပ်ပေးထားတယ်အဲ့ဗီဒီယိုရဲ့ link ကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့အောက်က comment မှာကျွန်တော် description မှာကျွန်တော် link လေးကျွန်တော်ချပေးထားမယ်ပေါ့နော်မိတ်ဆွေတို့ကျွန်တော်ပြောပြချင်တာက ColorOS 15နဲ့ဆက်လို့ရှိရင် ColorOS 16မှာဆိုလို့ရှိရင် customization တွေအများကြီးလုပ်လို့ရသွားတယ်ဆိုတော့ကိုယ့်ဖုန်းကစိတ်ကြိုက် customize လုပ်ရှင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်အရင်မှအဆင်ပြေရပါတော့အဓိကတော့ဗျာတော့ UI animation တွေကလည်းအရင်မှလှလာတယ်တော့လည်းအရင်မှ smoothness ဖြစ်သွားပြီပေါ့နော်ဟိုမြင်တော်ပြောရမယ်ဆိုလို့ရှိရင်မိတ်ဆွေကဒီ daily use သုံးမယ်ဆိုလို့ရှိရင်တော့ ColorOS 16က user experience ကိုအများကြီးပိုကောင်းအောင်လုပ်ပေးထားတဲ့ OS တစ်ခုလို့ကျွန်တော်တို့ပြောပြရစီကဲ performance ကြောင်းလေးဆက်ပြီးသွားမယ် performance တွေပြောရမယ်ဆိုလို့ရှိရင်တော့ Oppo Reno 50F 5G မှာဆိုလို့ရှိရင်သူက Snapdragon 6 Gen 1 4nm ချစ်ဆက်ကိုအသုံးပြုပေးထားတယ်ဒီချစ်ဆက်ကတော့ဗျာတကယ်တမ်းကကျွန်တော်ဒီ daily test တွေသုံးတဲ့ခါကြားလို့ရှိရင်လည်း smooth ဖြစ်ဖြစ်အသုံးပြုလို့ရတယ်လို့မျိုး game ဆော့မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပြေဆော့လို့ရတဲ့ချစ်ဆက်တစ်ခုလို့ကျွန်တော်ပြောပြချင်တယ်ပေါ့နော်ဆိုတော့မိတ်ဆွေတကယ်ကြီးတွေကဒီ network connectivity ဘိုင်းကောင်းတာတွေရောဒီ performance လေးတွေလည်းအဆင်ပြေတာတွေရောအားလုံးကတော့ဘာမှသိပြီးစိတ်ပူကြမလို့ဘူးဒီ phone ရဲ့ performance ဘိုင်းကိုကျွန်တော် full review လုပ်တဲ့ခါကြားလို့ရှိရင်တော့ပို့ပြီးတော့ဒီ day ပြောပြပေးပါမယ်camera နဲ့ဆိုလို့ရှိရင်တော့ Oppo Reno 15ရဲ့ 5G မှာဆိုလို့ရှိရင်တော့ travel camera setup နဲ့လာတယ် main camera ကတော့50 megapixel main camera 8 megapixel ultra wide 2 megapixel macro ဆိုပြီးတော့စုစုပေါင်း3လုံးပါဝင်တာကျွန်တော်တို့ကတွေ့ရတယ် main camera ကြောင်းလေးပဲကျွန်တော်စပြီးတော့ပြပြချင်တယ်ပေါ့နော် Oppo ဆိုတဲ့အတိုင်းပဲ Reno series ဆိုတဲ့အတိုင်းပဲဒီဖုန်းရဲ့ main camera နဲ့ရိုက်တဲ့ပုံတွေကတော်တော်လေးမှကောင်းမွန်တာကျွန်တော်တို့ကတွေ့ရတယ် color accuracy တော်တော်လေးမှကောင်းတယ်သူက detail လည်းတော်တော်လေးမှကျန်တာကိုကျွန်တော်တို့ကတွေ့ရတယ် Tú que la mía a punto de colisionar ဒီဖုန်းမှာသဘောကျဆုံးအချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ portrait photography ပဲပေါ့နော် portrait photography ဆိုတော့ဗျာကျွန်တော်တို့မြန်မာခေါ်နဲ့ပြောမယ်ဆိုလို့ရှိရင်ရှေ့ကြည့်နာဝါပေါ့သူကဒီ background နဲ့ကျွန်တော်ဒီရှေ့က object နဲ့ဂျားထဲမှာသူကဒီ background ပေါ့နော်ရှေ့ကြည့်နာဝါဖြတ်ပေးလိုက်တဲ့ add detail ရှေ့ကတော်တော်လေးမှ natural ဆန်တာကျွန်တော်တို့ကတွေ့ရတယ်ကျွန်တော်ရိုက်ကြည့်တဲ့ခါကျတော့ဗျာဒီနောက်ကဝါသွားတဲ့ဒီစပင်းတွေပါဖြတ်တဲ့ဟာတွေကတော်တော်လေးမှတိကျတယ်အချက်ကတော်တော်လေးမှအဆင်ပြေရလို့ပြောချင်တယ်ပေါ့နော်ပြီးတော့ဒီဖုန်းနဲ့လိုလိုက်ရိုက်ချင်တဲ့လူတွေအတွက်သတင်းကောင်းကတော့ဒီဖုန်းမှာဆိုလို့ရှိရင်တော့ AI Flash 2.0 ကိုထည့်ပေးတာဖြစ်တဲ့ကြောင့်ကျွန်တော်ကဒီရဘက်အလင်းအောင်နဲတဲ့နေရာတွေမှာရိုက်မယ်ဆိုလို့ရှိရင်တော့ပုံထွက်တွေကတော်တော်လေးမှအဆင်ပြေတာကျွန်တော်တို့ကတွေ့ရတယ်ဗီဒီယိုရိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒီဖုန်းက OIS လည်းပါဝင်တယ် 4K ကို 60 frame per second စီရိုက်လို့ရတာဖြစ်တဲ့ကြောင့် vlog ရိုက်မဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒီဖုန်းကထည့်သွင်းစဉ်းစားလို့ရတဲ့ဖုန်းလုံးလို့ပြောချင်ပါတယ်ဒီဖုန်းရဲ့ကင်မရာဆိုလို့ရှိရင်တော့8 megapixel ultra wide camera နဲ့လာတယ် ultra wide ကတော့အားလုံးသိပြီးတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ကျွန်တော်လူတွေအများကြီးပါတယ် group photo တွေရိုက်တာမျိုးတွေနောက်တစ်ခါကျဒီ architecture shot ပေါ့နော်ဒီအဆောက်အဦတွေရိုက်တဲ့ခါကျလို့ရှိရင်တော့ ultra wide lens ကအရင်မှအသုံးဝင် main camera နဲ့သူ ultra wide camera color tone တွေအရင်ကြီးမကွာဘူး color consistency ကိုထိမ့်ပေးထားတာကတော့တော်တော်လေးမှအဆင်ပြေလို့ကျွန်တော်တို့မြင်ပါတယ်ဆက်ပြီးပြောပြချင်တော့ဒီဖုန်းရဲ့ selfie camera ပေါ့နော်ဒီဖုန်းရဲ့ selfie camera ကကျွန်တော်ဒီဖုန်းမှာတော်တော်လေးမှသဘောကျတယ်လို့ကျွန်တော်ပြောပြရစီဒီဖုန်းရဲ့ selfie camera တော့50 megapixel selfie camera နဲ့လာတယ်သဘောကျဆုံးချက်ကိုပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ selfie camera က quality အရန်ကောင်းလို့မျိုး wide လည်းရိုက်လို့ရတယ် wide ပုံမှန်တော့ဗျာ 0.6 1 2အဲ့လိုမျိုးရိုက်လို့ရပါတော့ဆိုတော့ 0.6 နဲ့ရိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးမှ wide ဖြစ်တဲ့ condition မျိုးနဲ့ကျွန်တော်တို့ကရိုက်လို့ရတယ်ဆိုကြပါစို့ကျွန်တော်တို့ကဒီ video တွေရိုက်မယ်ဆိုလို့ရှိရင်လည်း 0.6 နဲ့ရိုက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် travel blog တူဟာမျိုးတွေရိုက်မယ်ဆိုလို့ရှိရင်အနောက်ဘက်က background scenario တော်တော်လေးမှပေါ်လွင်အောင်ရိုက်လို့ရပါတော့ကျွန်တော်တို့ကဒီဖုန်းနဲ့ selfie vlog တွေရိုက်မယ်ဆိုလို့ရှိရင်လည်းအရင်မှအဆင်ပြေလို့ပြောပြရစီဒီမှာဆိုလို့ရှိရင်လည်းကျွန်တော် sample ရိုက်ထားတဲ့ video လေးတွေကိုပြပေးထားပါတယ်ဒီဖုန်းနဲ့ selfie ရိုက်မယ်ဆိုလို့ရှိရင်နောက်တဲ့ကောင်းတဲ့ချက်ရှိရဗျအဲ့ဒါဘာလဲဆိုတော့ဒီဖုန်းမှာဆိုလို့ရှိရင်သူက screen selfie flashlight ဆိုတာပါတယ်သူ့ရဲ့အလုပ်လုပ်ပုံကတော်တော်လေးမှအဆင်ပြေပါတော့ဆိုကြပါစို့ကျွန်တော်တို့ကဒီ night club လိုနေရာမျိုးအလျောက်အားနည်းနေရာမျိုးမှာ group selfie တွေရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်တော့ဆိုလို့ရှိရင်သူက physical me နဲ့ကျွန်တော်တို့က selfie ကိုအလင်းပေးတယ်အဲ့တော့ကျွန်တော်မျက်စိကျိန်းသွားတာတွေနောက်တစ်ခါကျအလင်းအောင်အရန်ပြင်းလို့မျက်နှာပြာသွားတာမျိုးတွေဖြစ်တတ်တယ်ဒီမှာကျတော့သူက screen selfie flashlight ကိုထည့်ပေးထားတာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီမျက်နှာမှာကျနေတဲ့ shadow တွေအကုန်လုံးကိုသူကခြောက်ပေးလိုက်တယ်အဲ့ရထွက်တဲ့အလင်းအောင်ကတော်တော်လေးမှ natural ဆန်နဲ့လိုလိုက်မှာဗျကိုမျက်နှာဝင်းဝင်းလေးဖြစ်အောင်ရိုက်ပေးနေတာကျွန်တော်တို့ကတွေ့ရတယ်အဲ့ဒီချက်ကြောင့်ပဲဒီဖုန်းနဲ့ကျွန်တော်တို့က low light condition မှာ selfie ရိုက်မယ်ဆိုလို့ရှိရင်အကောင်းဆုံး selfie ဓာတ်ပုံတွေကိုရိုက်ကူးလို့ရတာကျွန်တော်တို့ကတွေ့ရတယ်ပြီးတော့ default selfie မှာဆိုလို့ရှိရင် selfie portrait technology AI pop up selfie color for skin နောက် Reno portrait engine တို့နဲ့ပေါင်းစပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းနဲ့ selfie ရိုက်မယ်ဆိုလို့ရှိရင်အကောင်းဆုံး selfie quality ကိုရရှိမယ်လို့ကျွန်တော်တို့ပြောချင်ပါတယ် Tú que la mía a punto de colisionar promesa te la lleva el viento solo quiero este momento cuando coja vuelo no me dejes ir contra el pavimento baby no te quites los ojos de encima paso el frío al calor tú me cambias el clima ဒီဖုန်းရဲ့နောက်ထပ် strong point တစ်ခုဖြစ်တဲ့ battery ကြောင်းလေးကျွန်တော်ဆက်ပြီးတော့ပြောပြချင်တယ်ပေါ့နော်ဒီဖုန်းရဲ့ battery က 9000 mAh battery အကြီးနဲ့လာတယ် silicon carbon battery ကိုအသုံးပြုပေးထားတယ်သူ့ရဲ့ charging speed ကဆိုလို့ရှိရင်တော့80 watt super wood fast charging ကိုအသုံးပြုပေးထားတာဖြစ်တဲ့ကြောင့်အားဝင်တာတကယ်တမ်းမြန်တယ်မိတ်ဆွေတကယ်ကျွန်တော်စဉ်းစားကြည့်တော့
တကယ်တော့9000 mAh battery ဆိုတာကျွန်တော်တို့ဒီ one day battery life ကိုကောင်းကောင်းရတဲ့ battery ပမာဏလို့ပြောလို့ရတယ်ဒီဖုန်းကပါလေးအဲ့ပါလေးတဲ့မှာတော့9000 mAh battery ကိုထည့်ပေးထားရဲဆိုတော့ကျွန်တော်ကတရက်ခွဲပေါ့နော်တရက်ခွဲလောက်ရှိတဲ့ battery life ကိုကောင်းကောင်းရတယ်မိတ်ဆွေကတနေ့လုံး game ဆော့တဲ့ power hungry user ဆိုရင်တော့မှ one day battery life ကတော့ဒီဖုန်းကကောင်းကောင်းကြီးကိုပေးစွမ်းတယ်လို့ကျွန်တော်ကတော့ပြောချင်တယ် charging speed နေနဲ့ဆိုလို့ရှိရင်လည်း80 watt superfood first charging ကိုအသုံးပြုပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းက battery အားဝင်တာလည်းတကယ်ကိုမှမြန်တယ်ပေါ့နော်တကယ်တမ်းက9000 mAh battery အကြီးကို superfood first charging နဲ့အားသွင်းတာဖြစ်တဲ့အတွက်ကြောင့် safety ဘက်မှာလည်းအရင်ကကောင်းတယ်အားဝင်တာလည်းမြန်တယ် battery ကလည်းအားအရင်ကမှခံတာဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းက battery ဘက်မှာဆိုလို့ရှိရင်လည်းတော်တော်လေးမှအားရစရာကောင်းတဲ့ဖုန်းလို့ပြောပြရစီ verdict ပေါ့နော်အကျုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်2026ခုနှစ်ရဲ့ mid-range smartphone ဈေးကွက်ထဲမှာပွဲထွက်လာတဲ့ Oppo Reno 15F 5G ကတော့တကယ်ကိုမှအားရစရာကောင်းတဲ့ဖုန်းလို့ကျွန်တော်တို့မြင်ပါတယ်ဒီဖုန်းရဲ့အဓိကအားသာချက်တွေကိုပြောရမယ်ဆိုလို့ရှိရင်တစ်ချက်ဒီဇိုင်းပိုင်း build quality အရင်ကမှကောင်းတယ်ဖုန်းလေးကပလေးဒါပေမဲ့ထည့်ပေးရတဲ့ battery ကတော့ silicon carbon battery ကို9000 mAh battery တဲ့လာတဲ့ချက်ကတော့ဒီဖုန်းက battery ဘက်မှာတော်တော်လေးမှ strong ဖြစ်သွားလို့ကျွန်တော်တို့မြင်တယ် Oppo ဆိုတဲ့အတိုင်းပဲ camera တွေကလည်းတော်တော်လေးမှကောင်းတယ်အဓိကသဘောကျတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင် selfie ရိုက်တဲ့ခါကြားလို့ရှိရင်ဗျာသူက white နဲ့ရိုက်လို့ရတာဖြစ်တဲ့ကြောင့်ကိုက selfie vlog တွေရိုက်မဲ့ blogger တွေအတွက်ဆိုလို့ရှိရင်လည်းဒီဖုန်းကတော်တော်လေးမှအဆင်ပြေတယ်ပြီးတော့ colorway system ကလည်း customization တွေအများကြီးလုပ်လို့ရတယ် daily use မှာလည်းအရင်မှ flawless ဖြစ်တဲ့ UI တစ်ခုဖြစ်တယ်အရင်မှ smooth ဖြစ်တဲ့ UI ဖြစ်တာဖြစ်တဲ့ကြောင့်ဒီချက်ကိုလည်းကျွန်တော်တော်တော်လေးမှသဘောကျတယ် display နဲ့ဆိုလို့ရှိရင်လည်း media consumption express ကိုအပြည့်အဝပေးနိုင်တဲ့ display ကိုပိုင်ဆိုင်ထားတာဖြစ်တဲ့ကြောင့်ဒီချက်ကိုလည်းကျွန်တော်ကတော့ကောင်းတယ်လို့တော့ကျွန်တော်ကမြင်တယ်ပေါ့နော်ဆိုတော့မိတ်ဆွေတကယ်ချင်းက2026မှာ mid-range phone ထဲမှာပေါ့နော် design ကလည်းလာရမယ် camera ကလည်းကောင်းရမယ် battery ကလည်းအားခံရမယ်နောက်တစ်ခါကျအားဝင်တာလည်းမြန်ရမယ် user experience လည်းအရင်မှကောင်းတဲ့ဖုန်းလုံးကိုရှာပေးပါကိုယ်ပိုင်ဆိုပြီးတော့ကျွန်တော်လာပြီးတော့မေးခဲ့ရင်တော့ကျွန်တော်ကတော့ Oppo Reno 15F 5G ကိုလက်ညှိုးထိုးမိပါပဲလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ပေးချင်ပါတယ်ခင်ဗျာ